ယူထက်လာမှာကော့ဆက်ကိုဈေးရန်ကြီးတယ်လို့ထင်နေတဲ့ patient တွေအတွက်ဒီနေ့ဒီဗီဒီယိုကိုရိုက်ပေးတာဖြစ်ပါတယ်။လူတော်များဟာကျန်းမာရေးနဲ့မညီညွတ်တဲ့ပစ္စည်းတွေနဲ့အလှပရေးရအတွက်ဆိုရင်ငွေကိုမနှမျောတက်ကြပေမဲ့ကိုကျန်းမာရေးအတွက်အရေးကြီးတဲ့ဟာတွေဆိုတော့ငွေကိုကြီးကြပါတယ်။အချို့တွေကြတော့လေ quality နည်းတဲ့ပစ္စည်းတွေရဲ့စိုးကျိုးကိုမသိကြဘူး။တချို့ကြတော့လေတိတိရက်နဲ့အဲ့ဒါတွေကိုပဲဆက်ပြီးတော့သုံးနေကြပါတယ်။ဒါကြောင့်ပဲ quality ရော့ပြီးဈေးသက်သာတာကိုရွေးချယ်မိလို့နောက်ဆက်တွဲစိုးကျိုးတွေကြုံတဲ့အခါမှာလူကောစိတ်ကောငွေကြီးပါပိုကုန်ကြပြီးပိုပင်ပန်းရပါတယ်။တကယ်တော့ကိုကျန်းမာရေးအတွက်စီးဝါအသုံးဆောင်အစားအသောက်တွေဝယ်တဲ့အခါမှာဒီချာလေးလာပြီးမှဝယ်ယူသုံးစွဲသင့်ပါတယ်။ဥပမာဆိုရင်ခါနာတဲ့လူတွေအနေနဲ့ခါနာတာကိုအလုံးများလို့ညောင်းညတာပါခဏနေပျောက်သွားမယ်။ညကျရင်ဆေးလေးလိုက်ရပါတယ်ဆိုပြီးလွယ်လွယ်လေးတွေးတတ်ကြပါတယ်။တင်ကဒါလိုမျိုးတွေးနေတဲ့လူဆိုရင်တော့တင့်ခါရဲ့တန်ဖိုးကိုတင်ဘလောက်လို့သတ်မှတ်မယ်။တင့်ခါကတန်ဖိုးဖြတ်လို့မရအောင်တန်ဖိုးကြီးပါတယ်။တခုခုဖြစ်သွားရင်ငကိုတိုင်းပြန်ဖြစ်ဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။ဖြစ်ရင်ခွဲစိတ်လိုက်မယ်ဆိုတဲ့အတွေ့နောက်ွယ်က risk တွေနောင်တတွေကတကယ်ခံစားရမှာပဲသိရတာဖြစ်ပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးကိုမေ့ထားပြီးဂရုမစိုက်တတ်တာကလူတော်တော်များများရဲ့ lifestyle ဖြစ်နေတယ်။ဂရုမစိုက်အောင်လည်းအလုပ်တွေကရှုပ်ရှက်ခတ်ပြီးတော့များနေပါတယ်။အခုခေတ်မှာအလုပ်ကံကြောင်းဖြစ်စီအနေထိုင်မှန်မှန်လို့ဖြစ်စီကဘာပေါ်မှာခါနာတဲ့သူတွေကအများကြီးများလာပါတယ်ခါနာတဲ့ပြဿနာတစ်ခုခုဖြစ်နေရတာနဲ့ခါပတ်မတုံးမဲ့နေတယ်မကုသပဲနေရင်ခါစစ်ရိုးကိုပို့ပြီးတော့ထိခိုက်ပြီးနာတာရှည်ခါနာတဲ့ဝေဒနာဘက်ကိုဥတီသွားနိုင်ပါတယ်။နောက်မှဆေးဖို့ခွဲစိတ်ထားတဲ့အချိန်ကြီးအများကြီးပြီးလိုက်ရမယ်အစားမဖြစ်ခင်ကလေးကကြိုတင်ကာကွယ်တာကလူရောစိတ်ကောငွေကြေးပါအများကြီးတက်တာစီနေတာကြောင့်ခါပတ်2သိန်း3သိန်းဆိုတဲ့ပမာဏကိုနှမျောမနေပဲတင့်ခါအတွက်ရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်တင်စဉ်းစားသင့်ပါတယ်။ခါပတ်ဆိုတာနာတာရှည်ခါနာဝေဒနာတွေအတွက်ပဲမဟုတ်ပါဘူး။အထိုင်များတဲ့သူတွေမတစ်ကြကြရက်ပြီးအလုပ်လုပ်ရတဲ့သူတွေမှာလည်းခါနာတဲ့အရေးအယောင်တွေရှိတတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာခါပတ်ကိုပတ်ပေးပြီးကာကွယ်ပေးထားရင်ခါစီရိုးပျက်စီးတာတွေ dispout တာတွေစတဲ့မလိုလားအပ်တဲ့နာကျင်မှုတွေမဖြစ်တော့ပါဘူး။နောက်ပြီးခါအောက်ပိုင်းရောင်ရမ်းခြင်းခါကြက်သားအားနေခြင်းခါကြက်သားတင်းခြင်းဒဏ်ဖြစ်ခြင်းခါကြောညက်ခြင်းခါစီရိုး dis ပြားခြင်းခါစီရိုးချော်ထက်ခြင်းခါကြီးပေါင်းဖြစ်ခြင်းအထိုင်များခြင်းခါစစ်ယိုရင်းပျက်စီးခြင်းစသဖြင့်ခါနာတဲ့ဝေဒနာအမျိုးမျိုးတွေယူတက်ခါဘက်ကိုယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါတယ်။တင်ကိုယ်တိုင်ကတင်းအတွက်ဆရာဝန်ဖြစ်တာမို့လို့ကိုယ်ခန္ဓာကိုယ်အတွက်အစားအသောက်ပဲဖြစ်ဖြစ်ကျန်းမာရေးပစ္စည်းပဲဖြစ်ဖြစ်တေချာလေးလာပြီးမှသုံးဆွဲဖို့အကြံပေးပါရစေယူတက်ခါဘက်ကိုလည်း Medita Company ရဲ့ရုံးခန်းမှာအချိန်မရွေးလာရောက်ဝတ်ဆင်ကြည့်လို့ရပါတယ်။ God bless you ပါ Medita always taking care of you